ခုပြိုင်မဲ့ရဲ့ဘယ် event တွေမှာရွှေတလေးရခဲ့ရလဲ Miss Table မှာရွှေလေးရေးရတယ် ဘိုးယူနာမည်အသက်နဲ့မွေးရစာဒီကိုစားပြုဒေတာကြီးကိုမိတ်ဆက်ပေးပါဦး သမီးနာမည်ကတော့အိမ်သစင်ဘူးပါသမီးကမန်လေးတိုင်းကလာပြိုင်တာပဲဖြစ်ပါတယ်သမီးကမန်လေးစာတီပါ လက်ရှိနေထိုင်လေ့ကျင့်နေတဲ့ကက်လက်ကရော ဘတ်တူအားကစားခွင့် ဘယ်လိုဘက်တံဘယ်လိုတီရားတွေခုကန်ကြီးလေ့ကျင့်နေလဲ Fancy Town ကိုရိုဇီနာနဲ့ကင်ပါတယ် ကျွန်တော်ကဇက်စီလာရေးစီတယ် ZLC စီအတက်ကင်နဲ့ defense ကိုဘယ်ဟာကိုအားရတယ်ဘယ်ဟာကိုအားနေလို့ထင် Attacking ကိုအားရတယ်လို့ထင်ပါတယ် defense နည်းနည်းတော့အားရုံပဲ သမီးလည်းဦးဆရာဟော သမီးလည်းဥစားဆရာတန်းစော်ဖြစ်ပါတယ် အခုနှစ်ထဲမှာဘယ်လိုစုတွေရခဲ့ပြီလဲ ဆူကတော့ဂျပန်ကိုပဲသွားပြိုင်ခဲ့ပြီးတော့ ရန်ကုန်စုတွေရော ရန်ကုန်ဆူကတော့ဒီတစ်ခေါက်ကရန်ကုန်ဖိတ်ခေါ်ပြိုင်ပွဲမှာဒုတိယရခဲ့ပါ ဒီတွင်းမှာမနိုင်သေးတဲ့လူဘယ်သူကြံသေးလဲ ပြင်းမှာမနိုင်သေးတဲ့သူကပြောများပါတယ် ဘယ်သူတွေလဲပြောလို့ရတယ် မခင်ငိမ့်ဆန်တို့နိုင်ဝင်းတို့မထက်ဦးဝေတို့ကျန်ပါသေးတယ် အကြိုက်ဆုံးအတူယူရတယ်ပြည်တွင်းပြည်ပကြိုက်တာပြောလို့ရတယ်ကစားသမား3ယောက်လောက် ယောက်ျားလေးတဲ့ရတယ် အကြိုက်လေးရောမိန်းကလေးရောကြိုက်တာပြီ ကိုကျော်ခန့်နိုင်ရယ်ဆရာကျော်ခန့်နိုင်ရယ်ပြည်ပ ဒီပါကြတော့ဆွန့်ရှာ ဆောင်းရှာကြိုက်ပြီ ပြီးတော့ အချူချင်း ဝါရှင် ဟုတ်ပြီဟာပေပောင်နဲ့ပတ်သက်ပြီးတော့ဘယ်ချိန်ကြီးပေပောင်ရိုက်သွားမှာ ဒီမှာတော့သက်ကြီးပိုင်းလောက်ချီတော့ရိုက်တော့မှာပါ အခုလောလောဆယ် forehand backhand နဲ့ service ပိုင်းမှာဘယ်ဟာတွေအားရလဲဘယ်ဟာတွေအားနေတယ်လို့ပြော ခုလိုလိုစင်မှာတော့ဗဟန်းနည်းနည်းအားနေတယ်service လည်းနည်းနည်းအားနေပါသေးတယ် ပြောချင်တာလေးရှိရင်ဖက်ဖြစ်ပြီးပါအောင်ဘယ်သူတွေကျေးဇူးတင်နေသေးလဲမိဘတွေရော ဟုတ်မျိုးစတင်ပြီးဆရာဦးသက်စောချိုးလည်းကျေးဇူးတင်ပါတယ်ဟုတ်မျိုးတင်ပြီးနီးပြရေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့ပြောတယ် ညာပြီ ပါပါဒီနေ့တက်တဲ့နေရာမှာဒါကမှဘယ်နဲ့မှဘယ်နဲ့အမျိုးသားနဲ့ပုံစံမျိုးတော့